ဒီသားကိုသူ့ကိုပြုစွာတာပင်မနဲ့ဆိုတော့အတင်းအိမ်အောင်ပြုခိုင်းတယ်အဲ့ဒါအလိုမရှိဘဲနဲ့မအေးချမ်းသာဖို့အတွက်သားဖြစ်တဲ့လူကအိမ်အောင်ပြုရတယ်နောက်တော့မအေးကြီးတည်သွားတဲ့အခါကျတော့ဒီဇနီးနဲ့တူတူနေကြရင်းနဲ့သူဟာစာတုံးကရည်ရွယ်ထားတာကမေးသေးလို့ရှိရင်ရဟန်းပြုမယ်ယသိဝဲမယ်လို့သူကရည်ရွယ်ထားတာ哦အဲ့ဒါမေးသေးသွားတဲ့အခါကျတော့သူ့ရဲ့ဇနီးကိုသူပြောတယ်ငါရဟန်းပြုတော့မယ်ယသိဝတ်တော့မယ်အဲ့တော့အဲ့ဒီအချိန်မှာပဲမိန်းမကကိုဝင်ရှိအဲ့တော့ဒီကလေးလေးမွေးပြီးမှဝတ်ပါရဟန်းပြုပါအဲ့ဒါနဲ့ကလေးမွေးပြီးတည်စောင့်ရတယ်ကလေးမွေးပြီးပြီဆိုတော့တခါမိန်းမကိုခွင့်တောင်းပြန်တယ်အဲ့ဒါမိန်းမကကလေးနှုတ်ပြက်တည်စောင့်ပါဦးနောက်ကလေးမတ်တက်ပြည်တည်စောင့်ပါဦးကလေးသူ့ဟာသူရက်တည်နေတည်စောင့်ပါဦးနဲ့တရပြီးတရတလားပြီးတလားဆွဲလာတဲ့ခါကျတော့နောက်ကြတော့ဒီတိုင်းသာကြာရှည်လုံနေလို့ရှိရင်ငါကြီးမှန်းချက်အောင်မမဟုတ်ဘူးဆိုတော့အဲ့ဒီသားအမိနှစ်ယောက်မသိခင်ထွက်ပြေးတယ်တဲ့ဘုရားလောင်းနောက်ထွက်ပြေးပြီးတော့တော်ထဲမှာသူရသေးဝေရင်နဲ့တူတူပြောရရင်အဲ့ဒီမှာသူဇန်လေးပါလိရဇန်ရတဲ့အခါကျတော့လူလောကမှာတွေ့ကြုံခဲ့ရတဲ့အခြေအနေတွေနဲ့နှိုင်းဆိုင်ဘာမှပြောလို့နှိုင်းရှင်လို့မရတဲ့ချမ်းသာမျိုးကိုသူရတယ်ပေါ့တော့လွတ်လပ်တဲ့ပေါ်ပါတယ်ငြိမ်းအေးတယ်ဘာနှောင်ဖွဲမှမရှိဘူးဆိုတဲ့အနေအထားမျိုးနဲ့ချမ်းချမ်းသာသာကြီးသူနေရတယ်အဲ့ဒီမှာဇံကစားရင်းနဲ့